အန်ဒီကငါ့ကိုအာကာသစစ်တီတော်ကစားစရာတစ်ခုနဲ့ဘယ်တော့မှအစားထိုးမှာမဟုတ်ဘူးဟုဆိုသည်သို့တော့ရက်များကြာလာသည့်နှင့်အမျှအန်ဒီသည်ဘတ်စ်နှင့်ပိုကစားလာပြီးဝူဒီထက်ဘုတ်စ်ကိုပိုပြီးစိုက်လာသည်အန်ဒီသည်ဘတ်စ်ပုံများကိုအိမ်နဲ့ချိတ်ဆွဲထားသည်ထိုအရာကြောင့်ဝူဒီသည်ဘတ်စ်ကိုပို၍မနာလိုဖြစ်လာသည်အန်ဒီကရခင်လိုသူ့ကိုစိတ်မဝင်စားတော့ပေညအချိန်တွင်အန်ဒီသည်ဝူဒီကိုကစားစရာပုံးနဲ့ထည့်ထားပြီးဘတ်စ်ကိုသူနှင့်အတူအိပ်ရာပေါ်တွင်အိပ်စေသည်နောက်နေ့မနက်တွင်ဝူဒီကဘတ်စ်အားသူ့နေရာကိုလူယူသွားသည့်အတွက်စကားများသည်ဒီအာကာသလူလုံနေတာတွေရက်လိုက်တော့အန်ဒီနဲ့ဝေးဝေးနေအန်ဒီကငါကောင်လေးပဲငါစီကနေဘသူမှသူ့ကိုလူယူသွားလို့မရဘူးထို့နောက်မတော်တဆဝူဒီသည်ဘတ်စ်အုတ်ထုံမှန်ကိုဖွင့်လိုက်မိသည်အစတွင်ဘူးစကသူတေတော့မီဟုထင်နေတော့လဲလေထုမှာသူထင်ထားသလိုအစိတ်မရှိကြောင်းသိသွားသည်ရုတ်တရက်ထူးဆန်းသောအတန်တစ်ခုကိုကြားရသည်သတင်းပေါက်မှကြည့်လိုက်တော့အခါအိမ်နီးချင်းဆက်သည်ကစားစရာများကိုနှိပ်စက်ညှဉ်းပန်းပြီးဖောက်ခွဲဖျက်ဆီးနေသည်ကိုမြင်တွေ့ကြသည်ဝူဒီကဘတ်စ်ကိုစစ်ကကစားစရာတွေကိုအမြဲနှိပ်စက်တတ်တဲ့အကောင်းဆုံးနည်းလမ်းကတော့2ရက်အတွင်းဒီအိမ်ကနေထွက်သွားဖို့ပဲခုပြောသည်နောက်ပိုင်းတွင်အန်ဒီကဝူဒီနှင့်ဘတ်စ်တို့ကိုကစားနေစဉ်အန်ဒီမိခင်ကပီဇာစားတောက်ဆိုင်သို့တွားရန်အသင့်ပြင်ခိုင်းသည်ထို့ပြင်သူနှင့်အတူကစားစရာတစ်ခုလေးသာယူသွားနိုင်မည်ဟုပြောသည်ဒီစကားကိုကြားလိုက်တော့ဝူဒီသည်အန်ဒီနှင့်အတူသူသာလိုက်သွားနိုင်ရန်ဘတ်စ်ကိုဖယ်ရှားမိအကြံတစ်ခုစဉ်းစားမိသည်ဘတ်စ်ကအခြားကစားစရာတစ်ခုကိုကူညီနေစဉ်ဝူဒီသည်သူ့ကိုစာရေးစပွဲနောက်သို့တွန်းချရန်ကြိုးစားသည်သို့တော့အစီအစဉ်မအောင်မြင်ခဲ့ပေကမ္ဘာလုံးပုံစံဘောလုံးတစ်လုံးပြုတ်ကျလာပြီးဘတ်စ်ကိုထိမှန်ကပြတင်းပေါက်အပြင်သို့လွင့်ထွက်သွားစေသည်ဘတ်စ်ကစားစရာအားလုံးကဖြစ်ပျက်သွားသမျှအတွက်ဝူဒီကိုအပြစ်တင်ကြသည်ဝူဒီကသူတမင်လောက်တာမဟုတ်ကြောင်းရှင်းပြရန်ကြိုးစားတော့လဲဘယ်သူမှမယုံကြည်ကြပေထို့ပြင်သူ့ကိုဝိုင်းတိုက်ခိုက်ကြသည်ထိုအချိန်တွင်အန်ဒီသည်ဘတ်စ်ကိုလိုက်ရှာတော့လဲမတွေ့နိုင်ခဲ့ပေ